ဇလန်းအစမှာအန်နာဆိုတဲ့ကောင်မလေးဟာသူမရဲ့အခန်းထဲမှာချယ်လိုတီးနေခဲ့ပါတယ်။ဒါပေမဲ့အရက်မူးနေတဲ့ပထွေးဖြစ်သူကသူမကိုအတ္တမပြုခြင်းမှုစူးစမ်းခဲ့တယ်။အန်နာကခုခံတွန်းဖယ်လိုက်ချိန်မှာပထွေးဖြစ်သူဟာပန်းအိုးနဲ့ရိုက်မိပြီးတေဆုံးသွားခဲ့ပါတယ်။အန်နာဟာအပြစ်မဲ့ကြောင်းထုချေပေမဲ့တရားရုံးကသူမကိုလူငယ်ပြုပြင်ရေးစခန်းအကျဉ်းထောင်မှာ၄နှစ်ကနေ9နှစ်အထိကြခံဖို့အမိန့်ချမှတ်လိုက်ပါတော့တယ်။အကျဉ်းထောင်ထဲရောက်ချင်းမှာပဲအန်နာဟာထောင်ရဲ့စည်းကမ်းတွေအနိုင်ကျင့်မှုတွေနဲ့ရင်ဆိုင်ရပါတယ်။သူမရဲ့အခန်းဖော်ဂျီနီကတော့ငြိမ်ငြိမ်ဆိတ်နေတတ်သူပါ။ထောင်ထဲမှာကိုဒီဥဆောင်တဲ့ဂိုင်းကအန်နာကိုသူတို့အဖွဲ့ထဲဝင်ဖို့အကြက်ကင်နှိပ်စက်ကြပါတယ်။အန်နာဟာကိုဒီတို့အဖွဲ့ရဲ့ဝိုင်းဝန်းရိုက်နှက်တာကိုခံခဲ့ရသလိုအကူအညီသွားတောင်းမိတဲ့ထောင်ပိုင်ကြီးဖရန့်ကလည်းသူ့ရဲ့အာဏာကိုသုံးပြီးအန်နာအပေါ်လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေပြုလုပ်ခဲ့ပါတယ်။အဖက်ဖက်ကဖိနှိပ်မှုတွေကြောင့်အန်နာဟာစိတ်ဓာတ်တွေပျက်စီးပြီးမူးယစ်ဆေးဆွဲတဲ့အထိဖြစ်လာခဲ့ပါတယ်။ကိုဒီတို့ဂိုင်းဝင်အဖြစ်လက်မောင်းမှာတက်တူးထိုးခဲ့ပေမဲ့နောက်ပိုင်းမှာအချင်းချင်းစကားများပြီးဂိုင်းကနေထုတ်ပယ်ခံလိုက်ရတဲ့အကာအကွယ်မဲ့သွားတဲ့အန်နာဟာတခြားအကျဉ်းသားတွေရဲ့ဝိုင်းဝန်းထိုးနှက်မှုကိုခံရပြန်ပါတယ်။စိတ်ဒဏ်ရာတွေပြင်းထန်လွန်းလို့သူမဟာကိုတက်တည်ဖို့အထိကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့စိတ်ကျန်းမာရေးဌာနကဒေါက်တာဟန်နဲ့တွေ့ဆုံပြီးနောက်မှာအန်နာဟာအသက်ရှင်ခြင်းစိတ်ပြန်ရလာပါတယ်။သူမရဲ့အမေကလည်းထောင်ထဲကိုလာရောက်တွေ့ဆုံပြီးအရင်ကအန်နာအပေါ်အထင်လွဲခဲ့တာတွေကိုတောင်းပန်ခဲ့တဲ့အန်နာဟာသူမရဲ့ဘဝကိုပြန်လည်တည်ဆောက်ဖို့ဆုံးဖြတ်ပြီးလက်မောင်းကဂိုင်းတက်တူကိုကိုယ်တိုင်ဖျက်ပစ်လိုက်ပါတယ်။ဒါကိုသိတဲ့ကိုဒီကအန်နာမျက်နှာကိုဓာတ်နဲ့မွန်းပြီးလက်စားချေခဲ့ပြန်တယ်။ထောင်ပိုင်ကြီးဖရန့်ဟာအန်နာကိုလွတ်ငြိမ်းချမ်းသာခွင့်ဖော်ရိုပေးမယ်လို့မက်လုံးပေးပြီးသူမကိုဆက်လက်အမျက်ထုတ်နေတော့မှာပဲအန်နာဟာကိုဒီရဲ့အကူအညီနဲ့ထောင်ပိုင်ကြီးရဲ့ရုပ်မာမှုတွေကိုကင်မရာနဲ့တိတ်တဆိတ်မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။လွတ်ငြိမ်းချမ်းသာခွင့်စစ်ဆေးတဲ့နေ့မှာအန်နာဟာအဲ့ဒီအထောက်အထားတွေကိုတင်ပြလိုက်တဲ့အတွက်ထောင်ပိုင်ကြီးဖရန့်ဟာဖမ်းဆီးခြင်းခံလိုက်ရပါတော့တယ်။နောက်ဆုံးမှာတော့အန်နာဟာထောင်ကနေလွတ်မြောက်ခဲ့ပါတယ်။ဇသိမ်းခန်းမှာတော့အန်နာဟာပရိသတ်အများကြီးရှိမှသူမအချစ်ဆုံးဖြစ်တဲ့ချယ်လိုတူရီယာကိုကျွမ်းကျင်စွာတီးခတ်ပြနေပြီးပရိသတ်ထဲမှာရှိနေတဲ့သူမရဲ့အမေကလည်းသမီးဖြစ်သူရဲ့ကြံ့ခိုင်မှုအတွက်ဂုဏ်ယူဝမ်းသာကမျက်ရည်ကျနေပါတော့တယ်။ဒီဇလန်းကနာကျင်စရာကောင်းပေမဲ့နောက်ဆုံးမှာတော့တရားမျှတမှုနဲ့အောင်မြင်မှုကိုရရှိသွားတဲ့အတွက်ရင်ထဲမှာတစ်မျိုးလေးခံစားရစေမှာပါ။နောက်ထပ်ဘလို့ဇာတ်ကားမျိုးတွေကိုသိကျင်သေးလဲပြောပြခဲ့ပါဦးနော်။